အခုရပိုင်းကိုဖိုးချစ်တပင်ဥက္ကဋ္ဌရာထူးကနေအနားယူတော့မယ်ဆိုတဲ့သတင်းမျိုးလေးတွေပြန်တက်နေတာတွေ့ရလို့ကျွန်တော်အနေနဲ့ဘာမှမဟုတ်ပေမဲ့လည်းဝင်ပါလိုက်အောင်ပဲဗျအဲ့တော့ကိုဖိုးချစ်ကတပင်ဥက္ကဋ္ဌဖြစ်ဖို့အတွက်ဆိုရင်သူကလှုပ်ချင်လို့ဝင်ရွေးခံခဲ့တာမျိုးမဟုတ်ဘူးဗျတပင်ဥက္ကဋ္ဌရွေးပွဲကိုသူသွားတယ်သွားလေလျောက်မှာလူတွေကဝမ်းပြီးတော့ပြောကြလို့သူပြီးတော့ရွေးခံတဲ့နောက်မှာသူဥက္ကဋ္ဌဖြစ်သွားတော့မမျော်လင့်ပဲနဲ့ဥက္ကဋ္ဌဖြစ်သွားတဲ့ပုံကိုပေါ့ဗျာဒီလိုမျိုးဖြစ်စဉ်ရှားတယ်အဲ့တော့ဝေရွေးခံခိုင်းတဲ့လူတွေကလည်းကိုဖိုးချင်းရဲ့လောက်ရည်ကာရီကိုဖိုးချင်းရဲ့စိတ်ဓာတ်ကိုဖိုးချင်းရဲ့အရေးချင်းကိုယုံကြည်လို့ဥက္ကဋ္ဌရာထူးအနှံလိုက်တယ်သူတို့ရဲ့ယုံကြည်မှုကလည်းစိတ်မပြတ်စေခဲ့ရကိုဖိုးချင်းကလှုပ်ဆောင်ချက်တွေကတပင်အတွက်အများကြီးအထောက်အကူဖြစ်ခဲ့တယ်အခုလက်ရှိတပင်ချိုင်းဆိုတာပေါ်လာခဲ့တယ်ရှေ့တော့မကြားခဲ့ရဘူးအဲ့ဒီချိုင်းတယ်တပင်ပြတိုက်ဒါတွေကကိုဖိုးချစ်လှုပ်ဆောင်ခဲ့တယ်မှတ်တိုင်တယ်ဒါတွေပဲလားဆိုမဟုတ်ဘူးဗျတခြားသောကိစ္စတွေအများကြီးပဲရှိတယ်ပြီးတော့တပင်ဆိုတာကြီးကကျယ်ပြန့်တယ်ဗျာသိလားတပင်မှာအဆိုအကအရေးအတိဒါတွေရှိတယ်ဒါတွေအကုန်လုံးသူ့အနေနဲ့အုပ်ချုပ်ရတယ်ပြီးတော့လူငယ်တယောက်လူငယ်ပြီးဒီလိုမျိုးယာတူကြီးကိုထိမ့်သိမ့်နိုင်တယ်ဆိုကြတဲ့ကကိုဖိုးချစ်အရေးချင်းကဘယ်လောက်ရှိလဲဆိုတာကျွန်တော်တို့ခံမှန်းကြည့်လို့ရတယ်အဲ့တော့ဟုတ်ပြီဒါတွေကိုမသိချင်ဘူးမင်းတို့ကိုဖိုးချစ်ကဘယ်လောက်တောင်မှပဲတော်နေလို့လဲလို့ပြန်ပြီးအထွတ်တက်မယ်ဆိုရင်တပင်တက်ကြီးပူဇော်ပွဲကိုပဲပြန်ကြည့်ကြည့်ပါပွဲကိုစီဇန်တာတွေပိုင်းမပြောဘူးနော်စီဇန်တဲ့အပိုင်းတွေမပြောဘူးစက်တင်ပိုင်းတွေကျွန်တော်မပြောဘူးအဲ့ဒီမှာကိုဖိုးချစ်လှုပ်သွားတဲ့လောက်ွက်တွေကိုကြည့်ကြည့်ပါတကယ်တော်တဲ့မင်းသားမို့လို့ပါဒီစကားအပိုလောက်ပြီးပြောတာမဟုတ်ဘူးเนาะအပိုလောက်ပြီးပြောတာမဟုတ်ကြည့်ကြည့်ပါတပင်တက်ကြီးပူဇော်ပွဲမှာဥက္ခရယာထူးအနေနဲ့မဟုတ်ဘဲနဲ့တပင်တဲ့ယာထူးအနေနဲ့သူလှုပ်သွားတယ်ပြီးတော့နှစ်ပါးသောအကမှာလေမပြေးရတဲ့နှစ်ပါးသောအကရှားတယ်ဗျမရှိဘူးမဟုတ်ဘူးเนาะရှားတယ်အဲ့နေကကိုဖိုးရှိကသွားတယ်နှစ်ပါးသောပြီးသွားတယ်လုံးဝမပြင်းအောင်လူရှင်တော်ရဲ့ပံ့ပိုးမှုမင်းသမီးရဲ့ပံ့ပိုးမှုမင်းသားလေးတွေရဲ့ပညာရှိမှုမင်းသမီးတွေရဲ့ပညာရှိမှုဒါတွေကိုအများကြီးတွေ့ရတယ်နှစ်ပါးသွားဇက်ထဲမှာပဲเนาะနှစ်ပါးသွားဇက်ထဲမှာပဲအဲ့ဒါတွေကိုအများကြီးတွေ့ရတယ်ပြီးတော့ကိုဖိုးချစ်ကသူ့ရဲ့မင်းသားတွေမင်းသမီးတွေကိုပညာဆန်းသေးတယ်ပညာဆန်းတဲ့လျှောက်မှာလည်းမင်းသားတွေမင်းသမီးတွေကတက်ပြီးသားเนาะဒီအိတ်ကရတိုက်ဆံမလို့သူတို့တက်ပြီးသားနတ်ပြီးသားကိုဖိုးချစ်ဘာလို့ချင်လဲသူတန်းပြီးလိုက်လုပ်တယ်အဲ့လိုမျိုးပေါ့ဗျာပြီးတော့မင်းသားတယောက်အနေနဲ့ကြည့်လိုက်မယ်ဆိုရင်ကိုဖိုးချစ်အိမ်နေရကသွားတယ်လုံးဝ non stop နော်ကျွန်တော်တခြားအရာတွေမပြောဘူးနော်အိမ်နေရနှစ်ပါးတော့ကသွားတဲ့ချိန်ကိုပဲပြောပါလုံးဝ non stop သူရအသက်အရွယ်နဲ့ဗျာဒါဆိုကိုဖိုးချစ်ကိုပြောလိုက်ရင်အသက်အရွယ်တခုတော့ရတယ်ဒါပေမဲ့သူနဲ့ရှင်ကားတဲ့မင်းသားတွေငငယ်လေးတွေဒါပေမဲ့ကိုဖိုးချစ်လောက်မလောက်ဒါတို့လက်ခံရတယ်နော်အကိုတုံရောက်ဖူးကျော်တကယ်တော့ပါတယ်အကလာတကယ်တော့ပါတယ်ကတာကိုးနေတာပဲတကယ်တော့တယ်ဒါပေမဲ့ကိုဖိုးရှင်းနဲ့ရှင်ကြီးတဲ့အခါမှာခြေထိုးတွေမှာအများကြီးกว่าကိုပိုင်ထက်ဝေတယ်အတူတူပဲတော့ပါတယ်ဒါပေမဲ့ကိုဖိုးရှင်းလိုမျိုးမရှင်နိုင်သေးဘူးဒါကကျွန်တော်နှိုင်းပြီးတော့ပြောတာမဟုတ်ဘူးနော်နှိုင်းပြီးပြောတာမဟုတ်ဘူးနားလည်မယ်လို့ထင်တယ်အဲ့တော့တပင်တဲ့တွေအနေနဲ့ကလည်းကိုဖိုးချစ်လိုလူမျိုးကိုလက်လွတ်ခံမယ်လို့တော့ကျွန်တော်မထင်ဘူး။ဘာလို့လဲဆိုတော့မဲစနစ်နဲ့သွားမယ်ဟေ့ဆိုရင်တော့တေချာပေါက်ကိုဖိုးချစ်ဥက္ကဋ္ဌဆက်ဖြစ်ဖို့အခြေအနေရှိနိုင်တယ်ဒါကတော့ကျွန်တော်ရဲ့အထင်ပါအဲ့တော့ဒီဗီဒီယိုမှာကျွန်တော်ပြောချင်တာကကိုဖိုးချစ်ရဲ့ဆုံးဖြတ်ချက်ကိုကျွန်တော်ကန့်ကွက်တာမဟုတ်ပါဘူးသူ့အနေနဲ့ဥက္ကဋ္ဌဆက်လုပ်ချင်ဒီပဲဖြစ်စေမလုပ်ချင်ဒီပဲဖြစ်စေသူ့ရဲ့ဆုံးဖြတ်ချက်ပါသူ့ရဲ့ဆုံးဖြတ်ချက်တိုင်းကိုလေးစားပြီးသားပါအဲ့တော့တပင်တယ်တွေကလည်းသူ့ကိုလက်လွတ်ခံမယ်လို့ကျွန်တော်မထင်ဘူးအဲ့တော့အားလုံးကျေးဇူးတင်ပါတယ်နောက်တစ်ချက်ကကိုဖိုးချစ်ကိုဝေဖန်ခြင်းနဲ့ပြောခြင်းနဲ့တိုက်ခိုက်ခြင်းနဲ့ဆိုကိုဖိုးချစ်ကဘလို့လူလဲဆိုတာကိုအရင်ဦးဆုံးလေးလာစေခြင်းနဲ့ပြီးတော့သူ့လိုမျိုးလုံနိုင်ပြီလားဆိုတော့မေခွန်းနဲ့အရင်မေးဖို့လိုတယ်။ နောက်ဥက္ကဋ္ဌဝင်ရေးခံမဲ့လူတွေကိုလည်းကျွန်တော်ပြောချင်တာက
များသောအားဖြင့်အသက်ကြီးလူပါမယ်နဲ့တူပါတယ်အဲ့တော့အသက်အရွယ်ကြီးနေတဲ့လူတွေကကိုယ့်ထက်ငယ်တဲ့လူငယ်လေးလောက်လုံနိုင်ပြီလားဆိုတော့မေးခွန်းနဲ့ပြန်မေးဖို့လိုပါတယ်အကယ်၍လုံနိုင်ခဲ့တယ်ဆိုရင်တော့ဒီမျိုးပေါ့ခင်ဗျားတို့ဒီတပင်အဖွဲ့အစည်းကြီးတစ်ခုလုံးကိုကိုဘိုးချစ်ထက်ကောင်းကိုဘိုးချစ်လောက်ကောင်းလုံနိုင်တယ်ဆိုရင်တော့အားပေးပါတယ်အကယ်၍မလုံနိုင်ဘူးထင်ရင်တော့အဲ့တော့အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ